သက်ကြီးအားလုံးမင်္ဂလာပါရှင်အခုတလောလူမှုကွန်ရက်စာမျက်နှာတွေနဲ့အနုပညာလောကမှာအားလုံးရဲ့စိတ်နှလုံးကိုကြည်နူးစေခဲ့တဲ့သတင်းလေးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့မြမသပင်လောကရဲ့တောက်ပလာမဲ့ကျယ်ပွင့်တဲ့မင်းသားစန်းရီမိုးရဲ့အင်မတန်မွန်မြတ်လာတဲ့လုပ်ရက်လေးပဲဖြစ်ပါတယ်အောင်မြင်မှုတွေရလာတဲ့အချိန်မှာမိမိကိုပညာသင်ပေးခဲ့တဲ့အရင်အမြစ်ကိုမမေ့ပဲကျေးဇူးဆက်ခဲ့တဲ့စန်းရီမိုးရဲ့ခရီးစဉ်အကြောင်းကိုဒီနေ့ကျမတို့ channel ကနေတင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်မင်းသားစန်းရီမိုးဟာမကြသေးမီကသူ့ရဲ့အနုပညာမျိုးစေ့စတင်ရာအနုပညာအခြေခံတွေကိုစနစ်တကျသင်ကြားပေးခဲ့တဲ့မန္တလေးယဉ်ကျေးမှုကျောင်းတော်ကြီးစီကိုတစ်ခေါက်ပြန်လည်ရောက်ရှိခဲ့ပါတယ်။သူဟာအောင်မြင်ကျော်ကြားတဲ့မင်းသားတစ်ယောက်အနေနဲ့မဟုတ်ပဲပညာရှာမိခဲ့တဲ့တပည့်တစ်ယောက်အနေနဲ့ဆရာမတွေကိုယိုသေးလေးစားစွာဂါရဝပြုကြော်ခဲ့တာပါ။ကျောင်းတော်ကြီးကိုရောက်ရှိချိန်မှာတော့ဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေရဲ့နှွေးထွေးတဲ့ကြိုဆိုမှုကိုရရှိခဲ့ပြီးငယ်ဆရာမတွေကိုပါတဦးချင်းမမေ့မလျော့ပဲကြော်ခဲ့တဲ့မြင်ကွင်းလေးတွေကတော့တကယ်ကိုကြည်နူးစရာပါပဲရိုးရာအကအလှတွေကိုခင်းတဲ့အညီစမ်းသစ်တင်ဆက်နိုင်သူဖြစ်တဲ့အလျောက်ကျောင်းတော်ကြီးမှာလည်းအားတက်တရောရှိနေတာကိုတွေ့ရပါတယ်ရှင်ဒီနေရာမှာကျမတို့ channel ရဲ့အမြင်ကိုပြောရရင်တော့အနုပညာလောကမှာအောင်မြင်လာတဲ့အခါတချို့ကကိုယ်ပဲကလာလဲဆိုတာကိုမေ့သွားတတ်ကြပါတယ်။ဒါပေမဲ့စန်းရီမိုးကတော့လက်ဦးဆရာမြည်ထိုက်စွာဆိုတဲ့အတိုင်းမိမိကိုပညာသင်ပေးခဲ့တဲ့ဆရာသမားတွေကိုမမေ့ဘူးဆိုတာလက်တွေ့ပြသသွားတာပါ။ကျမအမြင်အရတော့စန်းရီမိုးဟာသပင်ပညာတင်တော်တာမဟုတ်ပဲနိဝါဒဂုံလို့ခေါ်တဲ့နှိမ်ချမှုနဲ့ကျေးဇူးတည်တတ်တဲ့စိတ်သက်ရှိတာကိုတွေ့ရပါတယ်။ဒါဟာအနုပညာရှင်တယောက်ရေရှည်ရပ်တည်ဖို့အတွက်အဓိကကျတဲ့အချက်ပဲဖြစ်ပါတယ်။ဆရာသမားတွေအပေါ်တည်တတ်တဲ့စိတ်ထားကြောင့်ပဲသူ့ရဲ့အနုပညာခရီးလမ်းဟာအခုထက်မကပဲပိုပြီးပွင့်လန်းလာမယ်လို့ယုံကြည်ရပါတယ်။ပရိသတ်တွေရဲ့တုံ့ပြန်မှုကိုကြည့်မယ်ဆိုရင်လည်းဒီလိုမင်းသားလေးမျိုးကိုမှအားပေးရကြုံနဲ့တာရုပ်လေးတင်ချောတာမဟုတ်ပဲစိတ်ထားလေးကပါအယမ်းမုံမြတ်တယ်ဆိုပြီးချီးကျူးစကားတွေအများကြီးပြောနေကြတာကိုတွေ့ရပါတယ်ရှင်။ကဲမိမိတင်ကြားခဲ့တဲ့အမိကျောင်းတော်ကြီးနဲ့ဆရာသမားတွေအပေါ်ကျေးဇူးတည်တတ်တဲ့မင်းသားစန်းရီမိုးရဲ့စိတ်ထားလေးအပေါ်ပရိသတ်ကြီးကရောဘယ်လိုမြင်ကြလဲရှင်။စန်းရီမိုးကိုချစ်တဲ့ပရိသတ်တွေရှိရင်လည်းအောက်က comment မှာဝင်ရောက်ရေးပေးခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အနုပညာသတင်းတွေနဲ့စိတ်ခွန်အားဖြစ်စေမဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးပဲကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။